AI agent တွေကိုအပြည့်အဝယုံကြည်ပြီး48နာရီအတွင်းကုမ္ပဏီတစ်ခုလုံးကိုပုံစံပြောင်းလဲပစ်ခဲ့တဲ့ CEO တယောက်ရဲ့အကြောင်းကိုမိတ်ဆွေစိတ်ကူးကြည့်လိုက်ပါကုတ်တာတွေနီးပညာစွန့်ဦးတီထွင်သူတွေနဲ့နီးပညာခေတ်ရည်စည်းကြောင်းကိုစိတ်ဝင်စားသူတွေအတွက်ဒီအကြောင်းအရာကအဖိုးတန်ပါလိမ့်မယ် Windsurf ဆိုတဲ့ဒီကုမ္ပဏီကဘလို့လုပ်ပြီးဒီလိုမျိုးအလျင်အမြန်ပြောင်းလဲနိုင်ခဲ့တယ်လဲဆိုတဲ့လှုပ်ဝက်ချက်ကိုမိတ်ဆွေသိချင်ပါပါ Windsurf ကဘယ်ကနေစခဲ့တာလဲဆိုရင် AI ခေတ်တဲ့အစောပိုင်းကာလတွေကနေပဲဖြစ်ပါတယ်အစားပိုင်းမှာသူတို့ကကြီးမားတဲ့ project တစ်ခုကိုစတင်ခဲ့ပြီးမကြာခင်မှာပဲသူတို့ရဲ့ထုတ်ကုန်ကဈေးကွက်ထဲမှာနေရာတစ်ခုကိုရရှိလာပါတယ်ဒီလိုကြီးမားတဲ့တိုးတက်မှုနောက်ွယ်မှာဘယ်လိုစိတ်ဓာတ်မျိုးရှိနေလဲဆိုတာသတိထားမိမှာပါဒီလိုအောင်မြင်နေတဲ့အခြေအနေမှာတော့သူတို့ရဲ့ CEO ဟာကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ထည့်ပါတယ်ကုမ္ပဏီတစ်ခုလုံးကို48နာရီအတွင်း AI agent တွေပေါ်အခြေခံတဲ့စနစ်အသက်တစ်ခုကိုပြောင်းလဲပစ်ထိုးပါပဲဒီလိုအလျင်မြန်ပုံစံပြောင်းလဲတာဟာကုမ္ပဏီအတွက်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာမလဲလို့မိတ်ဆွေတွေးမိမှာပါသူရဲ့ဆုံးဖြတ်ချက်တွေနောက်ွယ်မှာတော့မစင်မချင်းမျောလင့်ချက်ကြီးချင်းနဲ့ပြပြတာတာလက်တွေ့ကြခြင်းဆိုတဲ့ဒါသနာနှစ်ခုရှိနေပါတယ်ဒါကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုတော့ဖြစ်မြောက်အောင်ဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုတဲ့လို့ရွှေချက်ပါအစောဆုံးထုတ်ကုန်ပါရှင်းတွေကနေပထမဆုံးဖောက်တယ်တွေကိုရရှိခဲ့ပုံကစိတ်ဝင်စားစရာပါ Windsurf ရဲ့ CEO ဟာ Codium ဆိုတဲ့ကုမ္ပဏီကနေကူးပြောင်းလာခဲ့တာပါဒီအတွေ့အကြုံတွေက Windsurf ကိုတိစောက်တဲ့နေရာမှာဘလို့အထောက်အကူပြုခဲ့လဲဆိုတာတွေ့ရပါတယ် GitHub ကို pilot လို့ကြီးမားတဲ့ပြိုင်ဖက်တွေနဲ့ဘလို့ရှင်ပြိုင်ခဲ့လဲဆိုတာလည်းသိချင်စရာပါသူက insight တွေအားလုံးဟာအချင်းကြာလာတာနဲ့အမျှတန်ဖိုးကျသွားတယ်လို့ယုံကြည်ပါတယ်ဒါကြောင့်ကိုအမြဲတမ်းတက်တည်ပြနေဖို့လိုအပ်တယ်လို့ဆိုပါတယ်ခိုင်မာတဲ့အကဲဖြတ်မှုတွေကဘလို့အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေလဲဆိုတာကိုလည်းသူကရှင်းပြခဲ့ပါတယ် Windsurf ဟာ hardcore engineer တွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်5 coding လိုမျိုးကိုခန်းစားချက်အတိုင်းကုတ်ရေးထားတဲ့အခါတိကျတဲ့ပြောင်းလဲမှုတွေရရှိဖို့ဘလို့အကြံပြုချက်တွေပေးလဲဆိုတာလဲသူကပြောပြခဲ့ပါတယ်ဒါကကိုတာတွေအတွက်အမှန်တကယ်လက်တွေ့ကြတဲ့အကြံဉာဏ်တွေပါပဲ Windsurf ကအနာဂတ်မှာဘလို့ဆက်လက်တိုးတက်ပြောင်းလဲမလဲဆိုတာကိုသူကမျှဝေခဲ့ပါတယ် AI ဟာအကန့်အသတ်မဲ့အလုံးသမားချက်နိုင်မလားဆိုတဲ့မေးခွန်းကိုလည်းသူကဆွေးနွေးခဲ့တာကိုတွေ့ရပါတယ်ဒါကနိပညာလောကရဲ့လာမယ့်ခေတ်တရာစဉ်းစားစရာပါ Windsurf က ဝန်ထမ်းတွေကိုဘလို့ interview လဲဆိုတဲ့အကြောင်းအရာကလည်းစိတ်ဝင်စားစရာပါ just in time software ဆိုတာဖြစ်လာခဲ့ရင်ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့သူ့ရဲ့အတွေးအမြင်တွေကိုလည်းပြောပြခဲ့ပါတယ်ကုတ်တာမဟုတ်တဲ့သူတွေ Windsurf ကိုဘလောက်သုံးလဲဆိုတာကိုလည်းရှင်းပြခဲ့ပါတယ် GPT Rapper Meme လေးအပေါ်သူတက်ကမြင်ကိုလည်းဖွင့်ဟခဲ့ပါတယ် AI startup အသစ်တွေအတွက်သူပေးတဲ့အကြံပြုချက်တွေကအဖိုးတန်ပါတယ်ဒီအကြံပြုချက်တွေကလက်တွေ့ကြပြီး AI အလောကထဲကိုဝင်ရောက်လာမဲ့သူတွေအတွက်အလွန်အသုံးဝင်ပါပါ AI ရဲ့အနာဂတ်ဟာအမြဲတမ်းပြောင်းလဲနေပြီးမြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေခိုင်မာတဲ့တသနာတွေနဲ့စမ်းသစ်တီထွင်မှုတွေလိုအပ်တယ်ဆိုတာကိုသူကပြသခဲ့ပါတယ်ဒီလိုပြောင်းလဲနေတဲ့ခေတ်မှာWindsurfရဲ့ CEO ရဲ့အမြင်တွေကမိတ်ဆွေအတွက်တန်ဖိုးရှိမယ်လို့ယူဆပါတယ်နောက်ထပ်စမ်းသစ်တဲ့နည်းပညာတွေအကြောင်းဆက်လက်ရှာဖွေဖို့ဒီ channel ကိုမိတ်ဆွေလိုက်လို့ထားနိုင်ပါတယ်